ကားကို EV ကားတွေချက်ချင်းဝယ်တင်သလားဟလာစုံကားရှိနေမှာကားထက်ဝယ်တင်သလား PHEV ကလည်းဝင်လာဖို့ရှိနေတဲ့နေခါမှာဒီ EV ကိုဝယ်ထားပြီးသား EV ကိုကျွန်တော်တို့ကပြန်ရောင်းလို့လွယ်မှာလားရောင်းနေဆိုရင်အခုကိုဝယ်ထားတဲ့အခုဒီချိန်ဒီကာလမှာအရန်ဟော့နေတဲ့အချိန်မှာဝယ်ထားတဲ့ဈေးနဲ့ပြန်ရောင်းနိုင်မှာလားလေးလာပါသုံးသက်ပါအချိန်ယူပြီးစဉ်းစားပါရနိုင်တဲ့အကျိုးမြတ်မရတာမျိုးဖြစ်နိုင်သလိုဆုံးရှုံးမဲ့ဆုံးရှုံးမှုမရှိတော့ပဲကွေကွင်းသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်Auto One Update တက်ကြအားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့မတ်လ3ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့ကြေညာချက်တစ်စောင်ကြောင့်အားလုံးပဲစုံကနန်းကမာကနန်းက EV ကားဆိုပြီးတော့အတွေးတွေများပြီးတော့ရောက်ရက်ခတ်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ EV ကားကိုဝယ်ကြမဲ့သူတွေလည်းအများပြားရှိပါတယ်ဒီနေ့မနေ့ဆိုရင်လည်းကျွန်တော်တို့ channel ကိုလာပြီးတော့ EV ကားရှိလားဆိုပြီးမေးမြန်းတဲ့သူတွေလည်းအများပြားရှိရပေါ့နော်ဆိုတော့ EV ကားဝယ်ဖို့လောနေကြတဲ့သူတွေကိုဒီမေးခွန်းလေးတွေကိုကိုယ့်ကိုအရင်ပြန်မေးကြည့်ဖို့ကျွန်တော်အရင်ဆုံးမေးကြည့်ချင်ပါတယ်ပထမဦးဆုံးမေးခွန်းကဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ဥပဒေတွေကအမှန်တကယ်ပဲအများပြည်သူလိုက်နာဖို့ရေရှည်ကျင့်သုံးဖို့လွယ်ကူရဲ့လားဆိုတဲ့မေးခွန်းလေးကိုလည်းအရင်ဆုံးစဉ်းစားစေချင်ပါတယ်ဒုတိယတစ်ချက်ကတော့အခုဒီသတင်းကြောင့်မလို့ကျွန်တော်တို့ EV ကားတွေကပုံမှန်ဈေးထက်100ကနေ300ဝန်းကျင်လောက်ထိခုန်တက်သွားတာမျိုးတွေ့ရပါတယ်ဆိုတော့အကယ်၍ကိုကဒီကားကိုမဖြစ်မနေဝယ်ပြီးလောက်ရမယ့်အလုပ်တွေကဒီ100ကနေ300အတွင်းရက်ပိုင်းအတွင်းမှာကုန်ကျသွားမယ်ကုန်ကျစရိတ်ကိုဆုံးရှုံးမှုခံနိုင်လားပေါ့နော်အကယ်၍လွဲပြောင်းဖြစ်သွားခဲ့ရင်ဥပမာထားပါဒီဥပဒေကထုတ်ပြန်ပြီးတော့တကယ်တမ်းလေးနာကျင့်သုံးတဲ့အခါမျိုးမှာအားနည်းချက်တွေရှိရကြအောင်မလို့အပြောင်းလဲဖြစ်သွားလို့ပုံမှန်အတိုင်းသုံးလို့ရမယ်ဒါအတိုင်းတာတစ်ခုထိဖြေလျှော့သွားမယ်ဆိုလို့ရှိရင်ဒီလက်ရှိကိုပေးလိုက်ရမယ်ဆုံးရှုံးသွားမယ်100သုံးဖို့300ကကိုယ့်အတွက်ပြန်ပြီးတော့ကာဘာမြန်ပြန်ဖြစ်နိုင်လားပေါ့နော်အဆုံးရှုံးခံနိုင်လားဒါတွေကိုလည်းနောက်တစ်ချက်အနေနဲ့ထည့်သွင်းစဉ်းစားသင့်တယ်ပေါ့နော်တတိယစဉ်းစားရမယ့်အချက်ကကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ PHEV တွေတကယ်ဝင်လာတော့မယ်မြန်မာပြည်ကိုရောက်တော့မယ်ဆိုတဲ့သတင်းနဲ့အတူကျွန်တော်တို့ EV ဈေးကွက်နဲ့စီကားဈေးကွက်ကအတော်လေးနည်းနည်းလေးငြိမ်သက်လေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာအခုလိုမျိုးဒီနိုင်ငံတကာစစ်ရေးအခြေအနေတွေကြောင့်ရယ်ကျွန်တော်တို့ဒီပြည်တွင်းမှာကြေညာချက်တစ်စောင်ကြောင့်လောလောဆယ်ရုတ်တရက်ကြီး EV ကားအယောင်းဝယ်ကအရင်ဟော့လာတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီထုတ်ပြန်ချက်နဲ့ဒီအခြေအနေကြောင့်သာဒီ EV ဈေးကွက်ကပြန်ပြီးတော့ဖြစ်လာတာဖြစ်တယ်ဆိုတော့တစ်ချိန်တည်းမှာ PHEV ကိုရောက်လာတော့မယ်ဆိုဒီ EV ကားဈေးကအနည်းငယ်ထိခိုက်နိုင်တယ်အဲ့အတွက်ကြောင့်မလို့အကယ်၍ကိုကရွေးချယ်ဝယ်ယူတော့မယ် EV ဝယ်တော့မယ်ဆိုရင်တခြားလေးတော့စဉ်းစားစေချင်တယ်EV ကိုတကယ်ပဲဝယ်ထားရတာတကယ်ကိုမှစောနာရှိရပြောတဲ့အချက်လက်တစ်ချက်ကိုတခြားလေးစဉ်းစားစေချင်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အမြဲတမ်း policy အပြောင်းအလဲမှာအကျိုးမြတ်ရရှိရတဲ့သူနဲ့နင်နာသေးဆိုပြီးတော့နှစ်မျိုးအမြဲတမ်းရှိကြပါတယ်ဆိုတော့အဲ့ထဲမှာငွေကြေးကိုအပိုးအရှက်အများအကြားဖြစ်တဲ့သူတွေအတွက်ကတော့ဒီအလွဲအမှားပေါ်မှာခံနိုင်ရှိကြတယ်တချို့တွေကတော့တိတ်ပြီးတော့ဒီငွေကြေးပေါ်မှာအတိမ်းဆောင်မခံနိုင်တဲ့သူတွေကကျတော့ထိခိုက်နေအောင်ဖြစ်သွားရင်တိတ်ပြီးတော့အဆင်မပြေတဲ့သူမျိုးတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့အကျိုးမြတ်တစ်ခုခုရလို့ဆိုတော့မှန်တယ်ဒါပေမဲ့လုပ်ငန်းတိုင်းက risk ကိုယူရတယ်ကျွန်တော်မှန်တယ်ဒါပေမဲ့အဲ့ risk ဒီကျွန်တော်တို့တွက်ချက်ထားတဲ့ calculated risk ဖြစ်ဖို့လိုတယ်ကိုယ့်အတွက်စွန့်စားတဲ့စွန့်စားမှုမျိုးတော့ဖြစ်ဖို့လိုအပ်တယ်အဲ့ကျတော့အပြောင်းလဲ policy တွေမှာအကျိုးမြတ်ရှိသူတွေရှိတယ်ဆုံးရှုံးနေတာသူတွေရှိတယ်ဆုံးရှုံးနေတာသူတွေမပါဖို့အခါတော့ကျွန်တော်တို့တေးသေးချာချာလေးမူဝါဒတစ်ခုစီကံတစ်ခုထုတ်လိုက်ပြီဆိုရင်ဒီဟာလေးကိုတခြားလေးရောလေ့လာဒီမူဝါဒကဘယ်လိုမျိုးဖြစ်လာနိုင်လဲတကယ်ပဲဒီကောင်အများပြည်သူလိုက်နာနိုင်လားရေရှည်သွားနိုင်လားဆိုတဲ့ဟာပထမတစ်ဆင့်လေ့လာရမယ်ပြီးရင်စောင့်ကြည့်ရမယ်စောင့်ကြည့်ပြီးတော့အခြေအနေတစ်ခုတည်ငြိမ်ပြီဆိုတော့မှဒီဟာပေါ်မှာလိုက်လို့တဲ့တယ်အဲ့လိုမျိုးစောင့်ကြည့်လိုက်တဲ့အတွက်ကိုအကျိုးမြတ်ရှိတဲ့ဟာလည်းရတဲ့ဟာလည်းမရလိုက်တာလည်းဖြစ်နိုင်တယ်မဆုံးရှုံးလိုက်ရဘဲနဲ့လွတ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ကြောင့်ကျွန်တော်ကတော့ကျွန်တော် auto mobile update ပိတ်သက်ကြီးတွေကိုကျွန်တော်အကြံပြုချင်တာကတော့အခုအခြေအနေမှာအလောလင်စွာကျွန်တော်မဆုံးဖြတ်စေချင်ဘူးရှေ့မှာကျွန်တော်ပြောခဲ့တဲ့မေကွန်းနှစ်ခုရဲ့ဒီတတိယမေကွန်းလေးရဲ့ကိုတခြားလေးစဉ်းစားချင့်ချိန်ပြီးတော့မှဒီကားကို EV ကားတွေချက်ချင်းဝယ်တင်သလားဟလာစုံကားရှိနေမှာကားထက်ဝယ်တင်သလားဒါမျိုးတွေပေါ့နော်ဆိုတော့ကျွန်တော်ကတော့စုံကားရှိနေတယ်ပတ်စံပိုးရဲဆိုရမှာကားထက်ဝယ်မယ်ဆိုလို့ရှိရင်လည်းငွေပိုရှိနေတယ်ဟလာပြန်ရောင်းလို့လည်းလွယ်မယ်ဆိုရင်တော့ဒါဝယ်ပါဒီကားနှစ်စီးဝယ်တာစီကားကတော့အများတန်းဒါဈေးကွက်တစ်ခုကရှိနေဦးမှာဖြစ်ပြီးတော်သေးတယ်ပေါ့နော် EV ကားကိုတော့ကျွန်တော်အနေနဲ့ချက်ချင်းဝယ်ဖို့တော့အခုချိန်မှာကျွန်တော်အရင်ကြံပေးရတဲ့ထဲမှာကျွန်တော်မပါဘူးကျွန်တော်ပြည့်တက်တွေကိုကျွန်တော်အမှန်တိုင်းပြောပြတာဆိုတဲ့အခါကျတော့ဒီကားကြီးဝယ်လိုက်ပြီဟုတ်ပြီအရင်လိုမျိုး policy ကမဟုတ်တော့ဘဲနဲ့ဖြေလျှော့သွားပြီဆိုဒီ EV ကနောက် PHEV ကလည်းဝင်လာဖို့ရှိနေတဲ့နေခါမှာဒီ EV ကိုဝယ်ထားပြီးသား EV ကိုကျွန်တော်တို့ကပြန်ရောင်းလို့လွယ်မှာလားရောင်းနေဆိုရင်အခုကိုဝယ်ထားတဲ့အခုဒီချိန်ဒီကာလမှာအရန်ဟော့နေတဲ့အချိန်မှာဝယ်ထားတဲ့ဈေးနဲ့ပြန်ရောင်းနိုင်မှာလားဆိုတဲ့ဟာကိုစဉ်းစားပါတော့ငွေပုံငွေရှန်ရှိတဲ့သူတွေပေါ်များနေတဲ့သူတွေအတွက်ကတော့ဒီဟာကဘာမှမပြောလောက်ပေမဲ့တကယ်လိုအပ်လို့မဖြစ်တာလို့ဟလာရှိတဲ့ငွေတွေကကျင်းကျက်ထဲကဝယ်ရမယ့်သူတွေအနေနဲ့ဒီအချက်ကလေးတွေကိုတခြားစဉ်းစားစေချင်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ policy တစ်ခုမူဝါဒတစ်ခုဖြစ်လာရင်အရင်ကိုကျွန်တော်တို့လှုပ်ရှားမဖြစ်ပါနဲ့အရင်သွေးမဆူပါနဲ့ကျွန်တော်တို့တခြားလေးကိုစဉ်းစားပါလေ့လာပါသုံးသပ်ပါအချိန်ယူပြီးစဉ်းစားပါပြီးတော့မှကျွန်တော်လုပ်ပါအဲ့ကြတော့အကြောင်းမလို့ကျွန်တော်တို့
ရနိုင်တဲ့အကျိုးမြတ်မရတာမျိုးဖြစ်နိုင်သလိုဆုံးရှုံးမဲ့ဆုံးရှုံးမှုမရှိတော့ပဲကွေကွင်းသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒါလေးကိုတခြားစဉ်းစားကြည့်နေတဲ့အတွက်ပရိသတ်ကြီးကိုဒီဗီဒီယိုလေးကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်အကယ်၍ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိရဆိုလဲကျွန်တော် comment မှာဖြစ် Messenger မှာဖြစ်လာပြီးမေးမြန်းပေးလို့ရပါတယ်ခင်ဗျာ